နေထိုင်းမသာတကမှရှိရဲ့အုပ်စုတစ်အလေတန်ပြီးလေးတွေကိုပေါ့နော်ခုကနေရေးပြပေးသွားမယ်ပထမအဆုံးတစ်လုံးလေးကကောလို့ဆိုရနော်ဒီကောလေးကတော့အုပ်စုတစ်ရဲ့ပထမအဆုံးပြီးလေးပေါ့နော်အဲ့ဒါလေးကကိုင်လို့ရေးတယ်ကောကိုင်ချက်နောက်တစ်လုံးကကြောနော်ဒါလေးကိုခုရေးလိုက်တဲ့ဟာလေးကိုကြောလို့ခေါ်တယ်အဲ့ဒီစကားလုံးပေါင်းကကြောအားနော်จานနော်จานဆိုတာကပကံပြားပေါ့နော်ကြောจานပြီးသွားရင်ဒါလေးကဒေါ်လို့ရေးနော်ဒေါ်ချောအချဒေါ်အာဒါချက်တာလို့ခေါ်ရပါနော်ဒေါ်ချက်တာမကိုက်ပေါ့နော်ဒေါ်ပြီးသွားရင်အခုရေးတဲ့ဟာလေးကတောင်းဝင်းပူနေပေါ့နော်ပေါ်အပတော်အာတာတော်အကောတပြောတာပတ်တလန်နော်တော်ပတ်တလန်လို့ခေါ်တယ်အခုရေးလိုက်တဲ့ဟာလေးကဒေါ်ဒါတွေးနေနော်ဒေါ်အိကောด็กဆိုတာကလေးเด็กလို့ခေါ်ရနော်ကလေးဒေါ်ด็กပြီးရင်နောက်တစ်လုံးကတော်ပေါ့နော်တာဝင်းဘူးနဲ့တော်ဒီဟာလေးကတော်အောင်တောက်ဆိုတာကလိတ်လေးခေါ်နော်တောက်တော်ပြီးလေးပေါ့နော်တော်ပြီးတော့ရင်ဘာကုန်းတန်မောအိုင်ပိုင်မောအိုင်မိုက်ထိုမိုက်ဘောပိုင်မိုက်ဆိုတာကတိရွက်လေးကိုပြဘောပိုင်မိုက်ပြီးရင်နော်ပေါ်လေးအပေါ်ကိုနည်းနည်းရှည်ဆွဲတယ်ပေါ့နော်ပေါ်လောအားပလာဆိုတာငါ့ကိုပြောတာအကောင်ငါတိရစ္ဆာန်ပေါ့နော်ပေါ်ပြီးသွားရင်နောက်ဆုံးတစ်လုံးလေးကအာငေါအန်မိုက်အီအန်ပေါ့နော်အန်ဆိုတာကဒီရေစလုံးရေချိုးတဲ့ရေစလုံးဖြစ်ရေစလုံးမျိုးခေါ်တာနော်အော်ပြီးလေတော့အော်အန်ကတော့နောက်ဆုံးလုံးလေးပဲဖြစ်ပါတယ်